ဒီကောင်ကတော့ Nissan လေးရဲ့ hatchback ကို drew လောက်တာလည်းရင်မွေးလို့ပြောလို့ရတယ် Nissan လေး hatchback ကိုဒီကောင်ကိုလည်းကျွန်တော်လေး comparison ပုံစံလေးဗီဒီယိုလေးနောက်တစ်ပုတ်တော့ထပ်လုပ်ပြဖို့ရှိမယ်။ဒါကြောင့်လဲဆိုတော့နှိုင်းရှင်ပြီး comparison လုပ်တာလည်းတဘောနည်းနည်းကြားမယ်လို့ထင်ကြလို့ဒီကောင်က Nissan လေးဒီ hatchback ရဲ့ drew လောက်တာလားဒီကောင် drew လောက်တာလည်းရင်မွေးပါဒီကောင်ကတော့ niche fragranceနောက်ခုကိုကျွန်တော် comparison လုပ်တဲ့ video လေးတစ်ပုတ်ထပ်လုပ်ပြဖို့တော့ရှိမှာเนาะအားလုံးပဲမင်္ဂလာပါ Audi Flash ရနေကျေးဇူးလိုက်ပါလားကျွန်တော်ဒီနေ့ပြပြပေးမယ့်ရေမွေးလေးကတော့ Versace Hardware ရဲ့ Black Full Review လေးလုပ်ပြမှာဖြစ်ပါတယ်ဒီရေမွေးကိုကျွန်တော် first impression အနေနဲ့တော့ရှင်းမှာ video လေးတင်လာပြီ impression မှာကျွန်တော်ပြောတဲ့အတိုင်းပဲ clicking လေးပဲခေါင်း clicking လေးပဲနည်းနည်းဟိုလိုအပ်ချက်လေးနည်းနည်းရှိတယ်ကျန်တဲ့ဟာကတော့တော်တော်အဆင်ပြေတယ်ဒီ Hardware တဲမှာပေါ့ဒီကောင်ရဲ့ main အခေါ်ကိုကြည့်လိုက်အောင်ဒီကောင်ရဲ့ main အခေါ်အနေနဲ့ woody citrus mossy earthy fresh spicy ပြီးလို့ရှိရင် patchouli sweet aromatic feeling တို့ရမှာဖြစ်ပါတယ်အဓိကအတူချုပ်ပြောရမယ်ဆိုရင် woody နဲ့ citrus ရမယ်ရေမွေးလေးပဲဖြစ်ပါတယ်ဒီကောင်ရဲ့ spray ရလေးလည်းကျွန်တော်ရှေ့ဗီဒီယိုမှာကောင်းကောင်းလေးစမ်းပြတယ်အခုလည်းကျွန်တော်ပြန်ပြပေးပါဖြစ်ပါတယ်ဒီကောင်ရဲ့အနံ့ကို opening အနေနဲ့ဗာရလိုက်မယ်ဆိုတော့ bergamot နဲ့ pineapple grapefruit တို့ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ middle အနှုတ်အနေနဲ့ patchouli တို့ cedarwood တို့ jasmine တို့ပါဝင်ပြီးတော့ base note အနေနဲ့ oak moss woody note နဲ့ amber ပယင်းတို့ပါဝင်တယ်ဒီကောင်ကိုကျွန်တော် fully review လုပ်ချင်လို့ကျွန်တော် testing လုပ်တာ9ကလောက်ရှိပြီဟိုအချိန် long lasting တို့ performance တို့ salish တို့ကိုသိချင်လို့ကျွန်တော် testing လုပ်တယ် testing လုပ်တဲ့အနေထားမှာကျွန်တော်ဘာကိုသိရလဲဆိုတော့ဒီကောင်မှာထောင်းနှုံးအနေနဲ့ bergamot ရတယ်ဗျာဒါပေမဲ့ pineapple ကတော့ပုံမှန်ထက်ကိုနည်းနည်းလေးနည်းတယ်လို့ခံစားရတယ်ကျွန်တော်ပုပ်ပုနေပြောရမှာဆိုတော့ pineapple လေးကကျွန်တော်မခံစားမိဘူးကျွန်တော်နှာခေါင်းအရာတော့ grapefruit ပုံစံ fresh ဖြစ်တဲ့ဟာလေးတော့နည်းနည်းရတယ်အဓိကများတာကတော့ထောင်းနှုံးအနေနဲ့တော့ကျွန်တော် bergamot များတယ်လို့ခံစားရတယ်ပြီးလို့ရှိရင် middle note အနေနဲ့တော့သူတို့ပြောထားတဲ့ note ကတော့ patchouli ရဲ့ cedar ရဲ့ jasmine ဆိုပြီးတော့ပြောတယ်ဒီထဲမှာ patchouli လေးပပလေးရတယ် jasmine လေးကိုတော့ကျွန်တော်တိတ်တော့ပြောမတတ်ဘူးတိတ်မရဘူးလို့ခံစားရတယ် cedar ကလည်းအစကလေးအနှမ်းရှင်နဲ့ cedar နန်းလေးဆိုတော့ဒီကောင်ကလည်းတိတ်ပြီးတော့မပေါ်လွင်ဘူးလို့ပြောလို့ရတယ်ဒီရဲ့ base note အနေနဲ့ကျတော့ oak moss ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရမယ်ပြီးလို့ရှိရင်သူ့ရဲ့ woody note ကတော့ပုံမှန်လိုမျိုးဟိုဘာတစ်သားညာတစ်သားလို့တော့မရေးတာဘူးတစ်သားနံပါတယ်ဆိုတော့ woody note လေးနဲ့ရေးထားတာဖြစ်တယ်ပြီးရင် amber လေးနဲ့ပေါင်လာအချော့အဖြစ်ပြောရမယ်ဆိုရင်သူ့ရဲ့ base note က oak moss ကတော့ကောင်းတယ် oak moss ကိုဘယ်လိုပြောရမလဲဆိုရင်ဒီကျွန်တော်ရှာကြည့်ရသလောက်တော့မြန်မာလိုပါတာပြန်လို့တော့ခက်တယ်ဝက်တခြားဘက်မှာပေါက်တဲ့ရင်းနှီးလိုပုံစံပြောရမယ်ဆိုရင်ဟိုတစ်ပင်စီမှာရင်းနှီးတက်တဲ့ moss မော်နန်းလို့ရင်းနှီးနန်းပုံစံပေါ့အဲ့ဒါအောင်မှ blend လာတော့ကောင်းတယ် amber ရဲ့အဲ့ဒီ oak moss ရဲ့ပေါင်းလာတယ်ပြောချင်တာတော့ woody note ကဘာကြောင့်ရလဲဆိုတော့အတိမှာပါဝင်တဲ့သစ်သားအနံ့တွေထပ်ပေါင်းလဲဆိုတော့ woody note လေးပဲအဲ့လိုအနံ့လေးရလိုက်မယ် non lasting အနေနဲ့ပြောရမယ်ဆိုရင်ဒီကောင်က skin မှာ9နိုင်နဲ့6နိုင်အထိပဲရတယ်အများတွေတော့ပို့ပြီးရကြတယ်ပြောတယ်ကျွန်တော်တငယ်ချင်းစမ်းတဲ့ခါလဲသူက10နိုင်လောက်ထိရတယ်လို့တော့ပြောတယ်ကျွန်တော်ကတော့9နိုင်6နိုင်လောက်မှာကျွန်တော်ရဲ့ skin chemistry က fade out ဖြစ်သွားတယ် dry down မှာပြီးလို့ရှိရင် silish အနေနဲ့တော့ဒီကောင်ကတော်တော်လေးကိုကောင်းတဲ့ရေမွေးပဲ projection နဲ့တော်တော်ကောင်းတယ်ဘာကြောင့်လဲဆိုကျွန်တော်ဒီကောင်ကိုဆက်သွားတဲ့အချိန် compliment တွေရကြတယ်သွားတဲ့နေရာတိုင်းရေမွေးတယ်ဆိုပြီးမေးကြတယ်ဒီရေမွေးကဈေးတန်းအနေနဲ့တော့ဘယ်လောက်ရှိမလဲဆိုတော့ဒီကောင်က2သိန်းပတ်ချလေလောက်ပဲရှိမယ်2သိန်းစုံပဲရှိမယ် market ဈေးအသက်ကြကျွန်တော်အတိအကျတော့ပြောလို့အဆင်မပြေဘူးဒီရေမွေးကိုကျွန်တော်လည်းအစကတော့မဆန်းပြဘူးဆိုတော့တငယ်ချင်းစီကအနမ်းရလို့ရေမွေးကျွန်တော်ဘာကြောင့်ဝင်ဖြစ်လဲဆိုတော့တငယ်ချင်းကတော့ recommend ပေးတယ်သူဆိုတဲ့ဟာကိုကျွန်တော်ရတဲ့ဟာကလည်းတကယ်ဒီကောင် drew လောက်တာလားဒီကောင်က Nissan လေးရဲ့ drew လောက်တာလည်းရင်မွေး Nissan လေးကိုကျွန်တော်ခံစားရတယ်လို့မျိုးခံစားတော့သူဆွတ်တာလည်းရင်မွေးရ Nissan လေးကိုကျွန်တော်ခံစားလို့အနံ့ကတော်တော်လေးတူတယ်လို့လည်းပြောလို့ရမယ်ဗျဒီ
တရားနဲ့တရားနှက်ခေါင်းချင်းမတူတော့လဲကွဲလဲမှုတွေတော့ရှိကြမှာပါဒီရင်မွေးကဆိုတဲ့ခါကျရင်ဘာတွေကိုနိုင်ရလဲဆိုတော့ဒီနီရှန်နေလို့တော့တော်တော်များများပြောကြတယ်ပြီးလို့ရှိရင် Archivers Platinuit Super Messi Vantage ဆိုပြီးတော့ဒီမှာ remind ဖြစ်တဲ့အနံ့လေးတွေတော့ပုံမှန်တွေ့တဲ့အတိုင်းပါပဲတော့လေဆိုရမယ်ဆိုဒီ Howard Blood ရေမွေးလေးကဒီလည်းရတယ် night လည်းရတယ် versatile ဖြစ်တယ်ဘယ်နေရာဘယ်အချိန်မျိုးဆွလို့ရတဲ့ရေမွေးဖြစ်မယ်ဘယ်လိုလူတွေမကြိုက်ဘူးလဲဆိုရင်တအား stress ဖြစ်တဲ့အချင်းနဲ့ပုံစံမကြိုက်တဲ့လူဆိုတော့တော်ရုံကြိုက်မယ်လို့တော့မထင်ဘူးပြောချင်တာက barbecue ပုံစံကြိုက်တဲ့စုပ်ပြီးဖြစ်တဲ့အနံ့ကြိုက်တဲ့ fresh type ကြိုက်တဲ့လူတွေဆိုရင်ဒီကောင်လေးကိုနည်းနည်းကြိုက်ဖို့တော့နည်းခံမတင်နဲ့ဒါပေမဲ့လည်းရေမွေးက versatile ဖြစ်ပြီးတော့တော်တော်ကြိုက်ကြမဲ့တွေတော့ပါမယ်ဗျဒီကောင်လေးကိုကျွန်တော်နောက်ဗီဒီယိုမှာဒီကနေထုတ်တော့မှားလာတဲ့ဟာလည်းပို့ပေးဖို့ရှိပါတယ်ဗျဒီ Howard Blood လေးကသူတို့ဘယ်ချိန်မှာ launch လုပ်လိုက်လဲဆိုတော့2024မှာကလေးက launch လုပ်တယ် launch လုပ်ပြီးတော့လည်း underrated ဖြစ်တာ overrated ဖြစ်လာဆိုတော့လည်းပုံမှန်ပါပဲသုံးလဲသုံးကြလို့ကြိုက်လဲကြိုက်ကြတယ် overrated လည်းမဖြစ်သလို underrated လည်းမဖြစ်ဘူး just a normal ပဲ2024မှာထုတ်တဲ့ရေမွေးကောင်းလေးတစ်မျိုးပဲ Drew တွေကရေမွေးကောင်းလေးတစ်မျိုးပဲအားလုံးကျေးဇူးတင်ပါတယ်ဗျ